ကြာရှုံးပြီးတဲ့အခါတိုင်းအကောင်းဆုံးပြန်ပြီးရပ်တည်နိုင်ရမယ်စိတ်သက်ကြပြီးတဲ့အခါတိုင်းပို့ပြီးတော့တန်မာတတ်ရမယ်တစ်ခါလဲကြတိုင်းတစ်ခါသင်ခန်းစာယူတတ်ရမယ်ကိုယ့်ရဲ့ဘဝဖြစ်တည်မှုကိုလက်ခံနိုင်ရမယ်ကိုယ့်ရဲ့တန်ဖိုးကိုနားမလည်တဲ့သူတချို့နဲ့ထပ်ပြီးမပတ်သက်ဖြစ်တော့အောင်ရှောင်နိုင်ရမယ်ကြောခိုင်းတဲ့အရာတွေကိုပြတ်သားပဲကြောခိုင်းပစ်လိုက်ပါပြတ်သားရတဲ့တတိရှိရဲ့အရာရာဟာအောင်နိုင်တယ်တဲ့ဆုံးရှုံးသွားတဲ့အရာတွေအတွက်လည်းဦးဆွေးတော့ကရောက်နေပါနဲ့ကိုဘဝခက်ခဲတိုင်းလဲလောကကြီးကိုထိုင်အပြစ်မတင်ပါနဲ့လောကမှာပိုခက်ခဲတဲ့ဘဝကအတိတ်ပဲပိုရှိနေတတ်တယ်ပိုပင်မခံရတဲ့သူကခန္ဓာကြီးပိုရှိပြီးတော့ပိုတန်မာနေတတ်တယ်လွယ်နဲ့အရှုံးမပေးနဲ့ဘဝဆိုတာအကောင်းဆုံးဖြစ်အောင်အစွမ်းကုန်စူးစမ်းပြလိုက်ပါတကယ်ချင်း